လောင်လုံးမြို့နယ်အတွင်းမူရစ်ဆေးဝါးနဲ့လောင်ကစားဝိုင်းတွေကိုတားမြစ်ပိတ်ပင်ပြီးထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့မြို့သားညီညွတ်အစိုးရပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့လောင်လုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ကြေညာလာပါတယ်။ထုတ်ပြန်ချက်မှာတော့လောင်လုံးမြို့နယ်အတွင်းကအချို့သောနေရာတွေမှာမူရစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနဲ့လောင်ကစားဝိုင်းတွေပြုလုပ်နေတာဟာလူငယ်လူရွယ်တွေရဲ့အနာဂတ်ကိုဖျက်ဆီးနေတဲ့အပြင်ခိုးဆိုးလူရဲမှုလို့ရာဇဝတ်မှုတွေပါဖြစ်ပွားစေတဲ့အဓိကအကြောင်းရင်းဖြစ်တာကြောင့်အခုလိုတားမြစ်ရတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်မြို့နယ်အတွင်းနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့မိသည့်မူရစ်ဆေးဝါးမျိုးစားကိုမဆိုးရောင်းဝယ်ခြင်းတိုးလောင်ခြင်းဖြန့်ဖြူးခြင်းနဲ့တုံးဆွဲခြင်းလုံးဝမပြုလုပ်ဖို့အပြင်မိသည့်လောင်စားဝိုင်းမဆိုးကျင်းပတာတွေပါဝင်ပတ်သက်တာတွေမပြုလုပ်ဖို့တားမြစ်လိုက်တာပဲဖြစ်ပါတယ်။အဲဒီတားမြစ်ချက်တွေကိုလိုက်နာခြင်းမရှိဘဲဆက်လက်လုပ်ကိုင်နေတဲ့သူတွေကိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလဖမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖနဲ့မြို့နယ်အတွင်းကတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကနေအတူတကွပူးပေါင်းပြီးရှောင်းတခင်စစ်ဆေးဖမ်းဆီးမှုတွေကိုလှုပ်ဆောင်တော့မှာဖြစ်တယ်လို့ဖမ်းဆီးရမိပါကဒီဇယ်ဥပဒေရထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့လည်းတတိပေးထားပါတယ်။ဒါအပြင်မိဘပြည်သူတွေအနေနဲ့လည်းမိမိတို့ရဲ့ပတ်ဝန်းကျင်မှာမူရစ်ဆေးဝါးနဲ့လောင်ကစားမှုတွေရှိပါကသက်ဆိုင်ရာရက်ကျေးတိုက်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေစီလျှို့ဝှက်စွာတည်င်းပေးတိုင်ကြားခြင်းဖြင့်ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်းလောင်လုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းထားပါသေးတယ်ခင်ဗျာ။တနင်္သာရီတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာစစ်တပ်စစ်ကြောင်းနဲ့ရဲစခန်းကိုတိုက်ခိုက်ခဲ့ရကြောင်းစစ်သားတွေထိခိုက်သေဆုံးမှုရှိတယ်လို့လောင်လုံးတမန်နီလိပ်ပြတပ်ဖွဲ့ထုတ်ပြန်ချက်နဲ့ဒေသစစ်ရေးသတင်းရင်းမြစ်ပြောဆိုချက်အရသိရပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့မှာလောင်လုံးမြို့ကနေထွက်လာတဲ့အင်အား100ခန့်ပါစစ်ကြောင်းဟာဝေဒီရွာကိုစစ်ကြောင်းထိုးနေချိန်တော်လိုင်းတပ်ဖွဲ့တွေကလောင်လုံးမြို့မှရဲစခန်းကိုဒရုန်းနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့ပြင်အိမ်နေညနေပိုင်းတုန်းကလည်းဝေဒီရွာကိုစစ်ကြောင်းထိုးနေတဲ့ကြမ်းဖက်စစ်သားတွေကိုလည်းဒရုန်းနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဲဒီလိုတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာကြမ်းဖက်စစ်တပ်ဘက်ကနေလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်းတော်လိုင်းရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိပေမဲ့လည်းအရေးအတွက်ကိုတည်ပြုနိုင်တာမရှိသေးပါဘူး။အဲ့ဒီစစ်တပ်စစ်ကြောင်းကတိုက်ခိုက်ခံရပြီးချက်ချင်းပဲဝေဒီရွာကနေလောင်လုံးမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ဒေသစီရေးသတင်းရင်းမြစ်ကပြောပါတယ်။အဲ့တိုက်ခိုက်မှုကိုလောင်လုံးတမနီလိပ်ပြတပ်ဖွဲ့ LLSPF နဲ့ចောင်းသားတော်လိုင်းတပ် SF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ဒါအပြင်အဲ့ဒီကျန်းဖက်စစ်တပ်စစ်ကြောင်းဟာဝေဒီရွာမှာရှိတဲ့ပြည်သူပိုင်ကားနှစ်စီးနဲ့တောတဲတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်။အဲအကြောင်းပြည်သူတွေအနေနဲ့လည်းကျန်းဖက်စစ်တပ်ကအချိန်မရွေးစစ်ကြောင်းထိုးလာနိုင်တာကြောင့်ပွဲလန်းသပင်တွေသွာလာတာကိုပုံမသတိထားရှောင်ကျဉ်ကြဖို့အတွက်တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းနှိုးဆော်ထားပါတယ်။အခုလိုမျိုးပဲမွန်ပြည်နယ်ရေမြို့နယ်အောင်တပြေရွာကြီးရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေကဆိုပါတယ်။မနေ့ကမေလ10ရက်နေ့မှာရေမြို့နယ်အောင်တပြေရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိရာကြောင့်လက်နက်ကြီးတွေနဲ့ကြေးရွာတွေကိုရန်တပ်ပစ်ခတ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမွန်ပြည်နယ်ခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားတာမရှိသေးပဲဖြစ်စဉ်အသေးစိတ်ကိုသိရှိနိုင်မှုအတွက်ရန်ကုန်ခေတ်သစ်သတင်းဌာနကဆက်သွယ်မေးမြန်းနေပါတယ်ရှင်။